စိုက်ပျိုးရေးနည်းလမ်းနဲ့ပတ်သက်ပြီးပြောပြမယ်။တစ်သီးပင်တွေအသီးသေးတယ်အရသာမကောင်းမှုဆိုရင်အကြောင်းရင်းကဒဏ်စင်မဖြတ်တာဖြစ်နိုင်ပါတယ်။တစ်သီးပင်တွေကိုဘာကြောင့်ဒဏ်စင်ဖြတ်တင်တယ်လဲ။နေရောင်ခြည်ပိုရစေခြင်းအလင်းရောင်ကအသီးတွေကိုချိုးစေပြီးအယောင်သွေးစေပါတယ်။လေဝင်လေထွက်ကောင်းစေခြင်းမှုယောဂနဲ့ပိုးမွားတွေကြာရောက်မှုကိုလျှော့ချစေပါတယ်။အသီးအရွယ်စားနဲ့အရည်သွေးကောင်းစေခြင်းစွမ်းအင်ကအကိုင်းတွေစီမသွားပဲအသီးစီကိုရောက်သွားပါတယ်။တန်မာတဲ့ပုံစံဖြစ်စေခြင်းလေမွန်တိုင်းတန်ခံနိုင်တဲ့အယိုးစုကောင်းတစ်ခုဖြစ်လာပါတယ်။အပင်ငယ်စဉ်ကတည်းကပုံသွင်းခြင်းတစ်ပင်ရဲ့တစ်သက်တာဖွဲ့စည်းပုံကိုသတ်မှတ်ပေးပါတယ်။တစ်သီးပင်တန်စင်ဖြတ်ရမှာအခြေခံဖြတ်နည်း၃မျိုးရှိပါတယ်။ဖြတ်နည်း1 thinning cut ပိန်းဖြတ်နည်းအကိုင်းတစ်ခုလုံးကိုမူလအစပင်စီသို့မဟုတ်မိဘအကိုင်းမှာဖြတ်ပစ်တာပါ။ဘယ်အချိန်သုံးမလဲတိတ်သိမ်းလုံးတဲ့အကိုင်းတွေအတွင်းဘက်ဖြတ်ကူးနေတဲ့အကိုင်းတွေအားနည်းတဲ့အကိုင်းတွေကိုဖယ်ရှားဖို့ရလက်ကြံတဲ့အကိုင်းတွေပိုတန်မာလာပြီးအလင်းရောင်ပိုရလာပါတယ်။ဖြတ်နည်း2 heading cut ထိပ်ဖြတ်နည်းအကိုင်းတစ်ခုရဲ့ထိပ်ကိုအဖူးတစ်ဖူးအထက်ကနေဖြတ်တာပါ။ဘယ်အချိန်သုံးမလဲအကိုင်းကိုတိုးစေခြင်းတဲ့အခါဘေးထွက်အကိုင်းတွေပိုထွက်လာအောင်လုပ်ချင်တဲ့အခါရလက်ဖြတ်ထားတဲ့နေရာအောက်ကအဖူးတွေကဘေးထွက်အကိုင်းအသစ်တွေထွက်လာပါတယ်။ဖြတ်နည်း3 remover cut ဖယ်ရှားနည်းတေနေတဲ့အကိုင်းယောဂကျနေတဲ့အကိုင်းကျိုးနေတဲ့အကိုင်းတွေကိုဖယ်ရှားတာပါ။ဘယ်အချိန်သုံးမလဲတစ်နှစ်ပတ်လုံးယောဂတွေ့တာနဲ့ချက်ချင်းရလက်ယောဂပြန့်ပွားမှုကိုကာကွယ်ပေးပြီးတစ်ပင်ကျန်းမာစေပါတယ်။ဘယ်အချိန်မှာဒန်စင်ဖြတ်ရမလဲတစ်ပင်အလိုက်ပန်းသည်တစ်တော်သည်ဇီးသည် cherry ဆောင်းနောက်အပင်အိတ်ဆက်ချိန်အကိုင်းတွေမြင်ရလွယ်ယောဂကူးစက်မှုနဲ့မမောနန်ထွန်းသည်ຫນွေဥပေါလိမ္မောတံပရာကျွဲကောတို့မဟုတ်ဆောင်းဥပေါအပူပိုင်းဒေတာတစ်ပင်များစပြည့်နွယ်ပင်ဆောင်းနောင်ဆောင်းဥမှတန်စင်မဖြတ်ပါနဲ့အသစ်ထွက်တဲ့အကိုင်းတွေဆောင်းရာသီမှာအေးခဲသေးဆုံးနိုင်ပါတယ်အပင်ငယ်များပုံသွင်းခြင်းပထမ3-4နှစ်ဘဟုပင်စီ central leader ဘဟုမှာပင်စီတစ်ခုတည်းထားပါအယိုးစုအကိုင်း scaffold branches ပင်စီပတ်လဲတမာတဲ့အကိုင်း3-5ခုကိုရွေးထားပါအကိုင်းချင်းခြာလွတ်အောင်ထားပါ80-24လက်မှထောင် branch angle ပင်စီနဲ့45-60ဒီဂရီထောင်ရှိတဲ့အကိုင်းတွေရွေးပါလိုအပ်တဲ့ကိရိယာများ loppers လက်ရှိဖြတ်ကကြီး1-2လက်မှအကိုင်းများအတွက် hand pruners လက်ဖြတ်ကကြီး1-2လက်မှအောက်အကိုင်းများအတွက် pruning saw ဒန်စင်ဖြတ်လွယ်2လက်မှအထက်အကိုင်းများအတွက်အရက်ပြန်သို့မဟုတ်ပိုးသက်စီကိရိယာတွေကိုပိုးသက်ဖို့တစ်ပင်တစ်ပင်နဲ့တစ်ပင်ကြားယောဂမကုစအောင်ထပ်သောလက်သမားတာအရက်ပြန်ပိုးသက် thinning cut ပိန်းဖြတ်နည်းအကိုင်းတစ်ခုလုံးဖြတ် heading cut ထိပ်ဖြတ်နည်းထိပ်ဖြတ် remover cut ဖယ်ရှားနည်းတိယောဂဖြတ်ကူးအကိုင်းများဆောင်းနှောင်းတော်မဲ့အသီးပင်များစုနွေရာသီမတ်မွန် cherry ဆောင်းဥမဖြတ်ရနေ့စဉ်9မိနစ်စာဒီလိုစိုက်ပျိုးရေးနည်းလမ်းတွေကိုလေ့လာပြီးစိုက်ပျိုးရေးပညာရှင်ဖြစ်ဖို့ follow လုပ်ထားပါ